မင်္ဂလာပါရှင်ဇွန်လ9ရက်နေ့17:48မိနစ်မှာရှိနေတဲ့ကမ္ဘာရွှေဈေးကွက်ကိုအခြေခံပြီးတော့ဒီနေ့ရဲ့ကမ္ဘာရွှေဈေးကွက်ကိုအနည်းငယ်သုံးသပ်ပေးချင်ပါတယ်ဆိုတော့17:48မိနစ်မှာတော့ကမ္ဘာရွှေဈေးဟာတအောင်စကို4080ဈေးတန်းမှာရောက်ရှိနေတာပဲဖြစ်ပါတယ်ဆိုတော့ဒီမတိုင်ခင်အထိကျမတို့ဒီအချိန်မတိုင်ခင်17:49မတိုင်ခင်ကမ္ဘာရွှေဈေးဟာအမြင့်ဆုံး4089ဈေးတန်းထိအမြင့်ဆုံးတက်ခဲ့ပြီးတော့အနှိမ့်ဆုံးဈေးတန်းဟာ4054ဈေးတန်းထိအနှိမ့်ဆုံးကျခဲ့ပြီးတော့ပစ်ပေါင်အားဖြင့်35ပင်ဝန်းကျင်အတက်ကြဖြစ်ခဲ့တာပဲဖြစ်ပါတယ်ဆိုတော့17:48မိနစ်ရဲ့နောက်ပိုင်းမှာတတိထားရမယ်ဖောက်တက်ရန်ခက်ခဲတဲ့ resistance zone ဖောက်ဆင်းရန်ခက်ခဲတဲ့ support zone လေးတွေကိုလည်းသုံးသပ်ပေးခဲ့ချင်ပါတယ် resistance zone တွေအနေနဲ့တတိထားရမယ်ဈေးတန်းတွေကတော့4081 4091နဲ့4100ဈေးတန်းတွေကိုတတိထားစောင့်ကြည့်ရောင်းဝယ်လုပ်ကြရမှာပဲဖြစ်ပါတယ်ဖောက်ဆင်းရန်ခက်ခဲတဲ့ support zone တွေအနေနဲ့ကတော့4054 4045နဲ့4032ဈေးတန်းတွေကိုတတိထားစောင့်ကြည့်ပြီးတော့အရောင်းဝယ်လုပ်ဖို့ရန်အတွက်ကျွန်မအနေနဲ့အကြံပြုလိုပါတယ်ဆိုတော့ကျွန်မအခုမျှဝေခဲ့တဲ့ဈေးတန်းလေးတွေကိုကိုယ့်ရဲ့ chat ထဲမှာ like ဆွဲထားပြီးတော့ဘယ်ဈေးမှာတော့ပြန်ဝယ်တင်ပြီးဘယ်ဈေးတွေမှာတော့ပြန်ရောင်းတင်ပြီးဆိုတာလေးသုံးသပ်တတ်မယ်ဆိုလို့ရှိရင်တနေ့တာရတင်ရထိုက်တဲ့အကျိုးမြတ်တစ်ခုကိုတော့ကျွန်တော်တို့ကမ္ဘာရွှေရောင်းဝယ်လုပ်တဲ့ trader တွေရရှိသွားကြမှာပဲဖြစ်ပါတယ်ဆိုတော့လိုလေးမျှဝေပေးခွင့်ရလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့သူအားလုံးကိုလည်းထူးပဲကျေးဇူးတင်ပါတယ် Forex Coach and Trainer ဆိုင်းမိုင်းပါ